ဘာဟိုမှာမီးဖို့ကြီးတဖို့ပါလားမီးကိုတွေပါတွေကိုထွက်နေပြီဘာကြီးတော့နဲ့လည်းချင်းဆူးဆူးနဲ့တော်တဲ့တောင်ထဲမှာဘလို့တော်သားမျိုးကအမိုက်မီးရှို့သွားတာလဲဘာအေးတန်ဖိုးအင်မတန်မှာကြီးမားတဲ့ပစ္စည်းကြီးပဲထိုက်ရင်တော့စားမှာပဲဟုတ်လားဘာပစ္စည်းကြီးပါလေလာသပင်တူးနဲ့တော်သားနှစ်ကောင်နောက်ကလိုက်ခဲ့ဟာညီတော့ဘာဖင်တော့ညနဲ့တာကြီးမဟုတ်ဘူးဟာအေးဟုတ်တယ်ဟာငါလည်းပြောမလို့အကြီးပဲကြည့်ရတာတော့တော်တော်ဖုတ်ထားတာပဲကွဖုံးနှံလေးကိုသင်းနေပြီဘာဘယ်ဟာကြီးကိုမီးလောင်နေရလဲမသိဘူးနော်ဖုံခွေးချီုံကြီးကွလာမေခွေးတွေပလတ်စတစ်အမိုက်စားပြီးချီးပါရင်ဒီလိုချီုံကြီးထွက်တယ်ကွတိတ်တီတကူအမျိုးမျိုးနဲ့ပြည့်စုံတာတဲ့စက်ကြီးတစ်ကောင်လုံးအားရှိပြီးတော့စက်ပေါက်ကြီးတစ်ကောင်လုံးညံရီကောင်းတာတဲ့ကွစဆုံမှာဖတ်ဘူးတယ်မွေးနေရပဲစားကျင်စရာကောင်းလိုက်တာညီတော်မစားကျင်ဘူးလားစားကျင်တော့ဘောနောင်တော်ရဲ့မွေးနေရပဲနော်ချီးနှံလေးကိုဒီလိုပစ္စည်းမျိုးဟာဘုံးစပါနဲ့ပြည့်စုံတဲ့ဘရင်ကိုအရင်စမ်းကြွေးနေတာကွဘရင်မသေးမှငါတို့စားကြမယ်လေမကောင်းဘူးလားကဲခေါင်းပေါင်းနဲ့ဒေါ်လာပြည်နယ်ကြီးနဲ့ထည့်ကွာဟုတ်ကဲ့ပါချောကိုကြီးဒေါ်လာဒီရက်ထည့်လေပလတ်စတစ်ကတန်းလန်းကြီးနော်မြေပန်းစာလေးတွေပါပါတယ်အီးယာကဲသပင်တူးနဲ့ဒေါ်လာနှစ်ကောင်ဖုံခွေးချီတုံးကြီးကိုတခြားကယူဆိုင်ကြနော်ဘာကီတီဗီခဏသွားလိုက်အောင်မယ်ငကြဲစင်းတို့လာမင်းတို့စောက်နေတယ်နော်မဟုတ်ဘူးလည်းမပေးရတာကြားနေတစ်တော့မှခေစားနေတဲ့စိုးကြီးရဲ့တယ်လီဖုန်းဆိုတဲ့သရှင်လေးတွားဆိုးပြလိုက်အောင်မယ်ကပ္ပိယာကြီးလည်းမန်ယူဝဲသွားကြည့်နေတာဆိုတော့တခြားကယူဆိုင်ကြနော်စိတ်ချပါဘာရဲ့တဲ့စကားကိုမြေဝဲမကြထီးမှနားမထောင်ဘူးအေးတော်သားနှစ်ကောင်ကျမ်းပါပါသည်ချမ်းသာပါသည်ကွာဟိုမှာအဘ तू ကကြ KTV သွားနေပြီ